ထိုင်းလူမျိုးများနှင့်စကားပြောသည့်အခါအဆုံးတွင်ခရသို့မဟုတ်ခထည့်ပေးခြင်းသည်ယဉ်ကျေးသည့်အဖြစ်ဖြစ်ပါသည်ဥပမာယောက်ျားလေးများအတွက်စဝဒီခရခေါ်ခုံခရခေါ်ထုံးခရမိန်းကလေးများအတွက်စဝဒီခခေါ်ခုံခခေါ်ထုံးခထိုင်းယဉ်ကျေးမှုတလေးတွင်မိမိအကြီးအကဲများနှင့်စကားပြောသည့်အခါလက်ကိုပိုင်၍စကားပြောခြင်းသည်ရိုင်းဆိုင်သည့်အဖြစ်ဖြစ်ပါသည်ဖြစ်တဲ့ပိုင်းနေရာများတွင်ပေကထွေးခြင်းကိုယ်တွေထွေးခြင်းအမိုက်ဖြစ်ခြင်းများပြုလုပ်သင့်ပါသမင်းသူစားသည့်အခါအလဲပကံထဲမှအင်းကျုံကိုမိမိသမင်းစားဆုံးဖြင့်တိုက်ရိုက်ခတ်တောက်ခြင်းနဲ့မရင်ကျေးပါဒီစားပကံနဲ့ဖြစ်တောင်းသမျှပါဝန်ဆောင်မှုရယူရမည်သည့်နေရာတွင်မဆိုအများနည်းသူတန်းစီစောက်ဆိုင်ပေးရပါသည်ကြားဖြတ်ဝင်ရောက်ခြင်းမပြုလုပ်ရပါများပြည်သူတိုင်းနေရာများတန်းဆန်ခဲ့သို့နေရာများတွင်ရက်ပြာတောက်ခြင်းစစ်လက်တောက်ခြင်းများကိုရှောင်ကျဉ်ရပါသည်ထို့အတူပတ်ဝန်းကျင်အနှောက်အယှက်ဖြစ်စေနိုင်သည့်ရက်ဒေသတောက်စား၍စူညံစွာပြောဆိုခြင်းကြံလောင်စွာအော်ဟစ်ခြင်းများကိုရှောင်ကျဉ်ရပါမည်မော်တော်ယာဉ်အသုံးပြုသည့်အခါအလိုအပ်ဖက်ဝန်တီခြင်းစိတ်လိုက်မှန်ပါမောင်းနှင်ခြင်းများကိုမပြုလုပ်သင့်ပါထိုင်းနိုင်ငံ၏ရေစည်းကမ်းလမ်းစည်းကမ်းများကိုလိုက်နာရပါမည်ရုပ်ရှင်ရုံများအများပြည်သူပိုင်းနေရာများတွင်ထိုင်းနိုင်ငံတော်တစ်ချင်းသို့မဟုတ်ထိုင်းနိုင်ငံရဲ့တစ်ချင်းများချပြီးအခါနေလက်စွာမတည့်ရယူဒေသမှုကိုပြသပေးပါအထက်ပါအကြံပြုချက်များကိုလိုက်နာခြင်းအပြင်ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအနေဖြင့်ထိုင်းနိုင်ငံ၏ဓလေ့ထုံးတမ်းဥပဒေများနှင့်အညီစည်းကမ်းပြေဝစွာအတူရှင်တွဲနေထိုင်နေဖြစ်ပါသည်ကျေးဇူးတင်ပါတယ်